ဂျပန်မှာကားမောင်းလိုင်စင်လုပ်ထားခြင်းတယ်မြန်မာနိုင်ငံမှာတော့ကားမောင်းလိုင်စင်မရှိခဲ့ဘူးဒီဂျပန်မှာပဲအစကနေအဆုံးထိဂျပန်ကားမောင်းလိုင်စင်လုပ်မယ်ဘယ်လောက်ကုန်မလဲဘယ်လောက်အချိန်နေကြာမလဲပြီးရင်ဘာတွေလုပ်ရမလဲဒီလိုမေးခွန်းတွေကဂျပန်ရောက်မြန်မာလူငယ်တွေတော်တော်များများမှာခေတ်စားနေပါတယ်မင်္ဂလာပါခင်ဗျာ WMA blog နေပြီးတော့ကြိုးဆိုပါတယ်ဒီနေ့မှာတော့မြန်မာလိုင်စင်မရှိတဲ့သူတွေဂျပန်မှာကားလိုင်စင်အစအနေယူမယ်ဆိုရင်တည်ထားတဲ့အဆင့်တွေဒီကုန်ကျစရိတ်တွေဒီအလွယ်ဆုံးဘယ်လိုယူရမလဲဆိုတဲ့ဟာကိုကျွန်တော်အတွေ့အကြုံနဲ့ပေါင်းပြီးတော့အသေးစိတ်ရှင်းပြပေးပါမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော် channel ကို like and subscribe လုပ်ထားခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်အဲဆိုရင်စလိုက်အောင်ဂျပန်နိုင်ငံမှာကားမောင်းလိုင်စင်ယူမယ်ဆိုရင်တော့ဒီမန်ကျော့ခီရီခါရအလွယ်ဆုံးပေါ့နော်ကိုဒီမြန်မာနိုင်ငံမှာယူထားတဲ့လိုင်စင်ကနေပြီးတော့ဂျပန်လိုင်စင်ကိုပြောင်းတာအကယ်၍ကိုကအဲ့လိုမှမဟုတ်ဘူးဂျပန်လိုင်စင်ယူမယ်ဒီမြန်မာနိုင်ငံမှာလည်းလိုင်စင်မရှိခဲ့ဘူးအစအနေယူမယ်ဆိုရင်တော့အဓိကအားဖြင့်နီလန်2မျိုးရှိပါတယ်တစ်ခုကတော့ Ipasashikan ဒါကတော့ကားမောင်းတင်တဲ့အကြောင်းတွေပါလေလုံးဝဘာမှမတက်ဖ ೇನೆ ကိုယ့်အနေကိုဒီအစိုးရရဲ့လိုင်စင်ရုံးပေါ့နော်အဲ့မှာဓာတ်ရိုက်သွားဖြည့်တာဒါကတော့ပတ်စံအကုန်တက်တာလေဒါပေမဲ့လုံးဝကျွန်တော်တို့အားမပေးပါဘူးဂျပန်လူမျိုးတွေတောင်မှဓာတ်ရိုက်သွားဖြည့်တယ်ဆိုရင်ကြားတယ်ဆိုပြီးတော့တော်တော်များများပြောကြတယ်ပြီးရင်အချိန်ကုန်လှူပေးမှန်းတာဖြစ်တဲ့အတွက်ကြောင့်ပြီးတော့နောက်တစ်နည်းကတော့ဂျီရိုရှာခိုးရှူရှောဒီကားမောင်းတင်တဲ့အကြောင်းမှာတက်တာဒါကတော့ဒီ100မှာဆို69ရာခိုင်နှုန်းတော်တော်များများလောက်တဲ့လူတွေရဲ့နေပါအကြောင်းမှာစာတွေရောလက်တွေရောဒီရင်စီကန်လန်စီကန်အကြောင်းတွေတေချာလေးသင်ပေးပြီးတော့မှကျောင်းစင်လက်မရတော့မှဒီရင်မောင်းစင်တာလို့ပဲပြောရမလားဒီလိုင်စင်ရုံးမှာတွားပြီးတော့ဖြည့်တာစာမွေးတစ်ခုကိုပဲတွားဖြည့်တာပါဒါကတော့အသေးချာဆုံးနဲ့အလွယ်ဆုံးမို့လို့ဒီဗီဒီယိုမှာကျောင်းတက်ပြီးတော့လိုင်စင်ယူတဲ့နည်းကိုပဲအဓိကထားပြီးတော့ရှင်းပြပေးပါမှာဖြစ်ပါတယ်ကျောင်းတက်မယ်ဆိုရင်တော့ကိုယ့်ရဲ့အချိန်ပေါ်အလုပ်ပေါ်မူတည်ပြီးတော့ရွေးစရာ2ခုရှိပြန်ပါတယ်ပထမတစ်ခုကတော့ Sugaku ဒါကတော့တွားလိုက်ပြန်လိုက်တက်တာပေါ့နော်ကိုကအကယ်၍ကိုကဘိုက်တူလုံနေတယ်ကိုယ့်ရဲ့အလုပ်အားရှိတယ်ဒီလိုရက်ရှည်ခွင့်နေပါယူလို့မရဘူးဒီကုမ္ပဏီဝန်ထမ်းပဲစနေတုံးနေအားတယ်ဒီညနေပိုင်းလေးတွေအားတယ်အဲ့လိုဟာမျိုးအားတဲ့အချိန်ကိုညှိပြီးတော့တက်မယ်ဆိုရင်တော့ဒီ Sugaku နဲ့တက်တာတော့ဒီရင်မောင်းတင်တဲ့အကြောင်းတွားလိုက်ပြန်လိုက်အဲ့လိုဟာမျိုးတက်တာတော့ကောင်းပါတယ်အားသာကြတော့အလုံးမပြတ်ဘူးပေါ့နော်ဒါပေမဲ့အားနေကြတော့အချိန်တော်တော်ကြာနိုင်ပါတယ်လူများတဲ့ຢာတွေအထူးသဖြင့်ခိုးကလေးတွေကြောင်းပြီးခံနေတို့အဲ့လိုຢာတွေမျိုးဆိုရင်ကားမောင်းဖို့အတွက်ဘုတ်ကင်လောက်တာပဲခက်လို့3လနဲ့6လလောက်ထိကြာသွားတာမျိုးရှိနိုင်ပါတယ်ပြီးရင်ကုန်ကျစရိတ်ကလည်းရန်1030 3သိန်းပေါ့နော်3သိန်းရနေပြီးတော့4သိန်းကိုအကယ်၍ဆက်ဆက်လာခြင်းဆိုတာတဲ့ဒီကားမောင်းတဲ့ဟာမှာကြာသလောက်တင်တာကိုကမြင်တက်တာလွယ်တဲ့သူမဟုတ်သလောက်ပတ်စံကုန်ကြတာမျိုးရှိနိုင်ပါတယ်ဒုတိယတစ်ခုကတော့ Gashaku ဒါကတော့ကျောင်းရင်ကျောင်းစာတွားတက်တာပေါ့နော်ကိုကနေမှာဒီကားမောင်းတင်တဲ့ကျောင်းတွေမှာ2ပတ်3ပတ်ဓာတ်လျှောက်ဒီအဲ့တင်တဲ့ကိုတွားပြီးတော့အလုပ်ကလည်းခွင့်ယူပြီးတော့တောက်လျှောက်တွားပြီးတော့တက်တာပါအားသာကျတော့အမြန်ဆုံးပြီးတယ်ဈေးလည်းပုတ်တက်တာပါပါတယ်1025တောင်း2သိန်းခွဲရန်2သိန်းခွဲနားလောက်ထားပါတော့အဲ့ပတ်ချလဲနားလောက်ပဲရှိပါတယ်စားစိတ်တဲစိတ်အကုန်ပါပြီးသားပါအားနေချက်အနေနဲ့ကတော့အလုပ်ကို2ပတ်3ပတ်လောက်စတိုက်ခွင့်ယူရတာပေါ့ဒါကတော့ယူလို့ရတယ်ဆိုတော့ဒီနီလန်ကတော့အကောင်းဆုံးပါပဲဟုတ်ပြီကျောင်းလည်းအပြည့်ပါကျောင်းအပြည့်ပါဆိုတော့ဘာတွေလုပ်ရမလဲအဆင့်ကတော့30ရှိပါတယ်နံပါတ်အဆင့်1အနေနဲ့တော့ကျောင်းဝင်းထဲမှာမောင်းကျင်တာပေါ့နော်ဒါကတော့ပထမဦးဆုံးကားကိုကျောင်းဝင်းထဲမှာလမ်းတွေမှာမောင်းကျင်မယ်ပြီးရင်ရင်စီကန်လမ်းစီကန်စတွေကိုတင်ရမယ်အဲ့ဒါတွေပြီးသွားရင်တော့ခါဒီမန်တော်တော်များများဒီတင်ဝင်လိုက်စင်မြန်မာမှာဆိုရင်တော့မြန်မာမှာဘယ်လိုခေါ်လဲတင်မောင်းလိုက်စင်မှတ်မိပြီဒီခါဒီမန်ယူမယ်ပြီးသွားရင်စောင်းမွေးနဲ့လက်တွေမောင်းတာဖြေရပါမယ်ဒါအောင်တော့မှအပြင်လမ်းမကိုထွက်ခွင့်ရမှာပါပြီးတော့အပြင်လမ်းမထွက်တဲ့ဟာပေါ့နော်နံပါတ်2အနေနဲ့ကတော့ခါဒီမန်ရပြီဆိုတော့ကျောင်းဆရာနဲ့အတူအပြင်ကတကယ်လမ်းမတွေဒီ highway တွေပေါ်မှာထွက်ပြီးမောင်းရပါမယ်အဲ့ဒီချိန်မှာပဲစာလဲတူတူဆက်တင်နေရပါမယ်အဲ့ကဲ၍ကိုကအကုန်လုံးပြည့်စုံသွားတယ်ဆိုရင်တော့ကျောင်းစင်းဆောင်ပွဲလက်တွေဖြည့်ရပါတယ်အဲ့ဒါအောင်နေဆိုရင်တော့အကျောင်းကနေဘွဲရပြီပေါ့ဗျာအဲ့ဒါပြီးသွားတယ်ဆိုတော့နံပါတ်3အဆင့်အနေနဲ့လိုင်စင်ရုံးမှာတွားပြီးတော့ဒီ home man လို့ပဲပြောအောင်မလားတကယ်ရင်မောင်းလိုင်စင်ကိုတွားပြီးတော့ဖြည့်ရပါတယ်အဲ့မှာဆိုတော့ကိုယ့်ရဲ့အကြောင်းဆက်လက်မှတ်ပါတဲ့အတွက်လက်တွေ့ကောင်းမောင်းဖြည့်စရာတော့မလိုတော့ပါဘူးဒီစာတွေပဲစာမွေးအမှတ်100ကိုတွားဖြည့်ရပါတယ်90မှတ်အောင်နေစင်တော့ရပါပြီအောင်တဲ့နေ့မှာပဲလိုင်စင်ချက်ချင်းထုတ်ပေးပါတယ်ဒီနေရာမှာဂျပန်စာသိမကျွမ်းကျင်တဲ့သူတွေအတွက်ဆိုရင်တော့သတင်းကောင်းရှိပါတယ်အရင်တော့ဆိုရင်တော့ဒီကားမောင်းလိုင်စင်စာမွေးကိုဖြည့်တဲ့အခါမှာဂျပန်လိုပဲဖြည့်ရတာမလို့အရန်ခက်ပါတယ်ကျွန်တော်တော့မဖြည့်ရတာကျွန်တော်မသိဒါပေမဲ့အခုနောက်ပိုင်းမှာတော့ဂျပန်နိုင်ငံတနိုင်ငံလုံးနေပါမှာမန်ကျော့စင်တာတွေတော်တော်များများမှာသင်တန်းကျောင်းတွေရဲ့စာမွေးတွေမှာရောမြန်မာလိုအင်္ဂလိပ်လိုတော်တော်များများရနေပါပြီဒါကြောင့်စာမွေးအတွက်တိတ်ဆိတ်ပူစရာမလိုတော့ပါဘူးဒါပေမဲ့ကားမောင်းတင်တဲ့အခါမှာကျရင်တော့ဆရာဥပမာအဖြစ်ဘယ်ကွေ့ညာကွေ့
ichiji တဲရှိဒီထားပါတော့ break အုပ်တာပဲဖြစ်ဖြစ်တခုပြောတဲ့ဟာမျိုးဆိုရင်တော့နားလေဖို့တော့လိုမယ်လို့ထင်ပါတယ်နောက်ဆုံးအနေနဲ့ဒီခမီးရိုင်းမှာလှုပ်နေတဲ့ကျွန်တော်အတွေ့အကြုံနဲ့အကြံပေးချင်တာကတော့ဂျပန်မှာကောင်းမောင်းလိုင်စင်ရှိထားတာတခုတော့အားသာချက်ဖြစ်ပါတယ်အထူးသဖြင့်နယ်ဘက်တွေမှာလှုပ်အောင်မယ်ဆိုရင်တော့ကောင်းမောင်းလိုင်စင်ယူထားတာတော့ကောင်းတယ်လို့တော့ထင်ပါတယ်ဒါကြောင့်ဂျပန်ရန်1030မြန်မာလို့ဆိုရင်တော့တိန်ရန်3သိန်းလောက်ကုန်တယ်ဆိုပေမဲ့ရေရှည်ရင်းနှီးမှုရင်းနှီးထားတဲ့လို့ထင်တဲ့မြုပ်နှံမှုတစ်ခုလိုပဲမြင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်အကယ်၍အထောက်အကူဖြစ်တဲ့ဆိုရင်တော့ like and subscribe လုပ်ထားခဲ့ပြီးဖို့မမေ့ပါနဲ့ကျွန်တော်အပတ်စဉ်တောက်ကြနေနဲ့စနေနေ့ညတောက်ကြနေမဟုတ်စနေနေ့ညရဲ့ည9:00 နာရီမှာကျွန်တော်ဗီဒီယိုလေးတွေကိုတင်လေးရှိပါတယ်အဲ့တော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ